လူတို့လိုများများကတခုခုကိုလှုပ်ဖို့အတွက်ပေါ့နော်ငါတို့ကွာအချိန်မရှိဘူးကွာပေါ့နော်ငါဒါလှုပ်ဖို့အတွက်အချိန်မရှိဘူးဆိုပြီးတော့ဒါအလွယ်တကူပြောတတ်ကြပါတယ်တကယ်တမ်းကျတော့အချိန်မရှိဘူးလို့ပြောတာဟာအမှန်တကယ်အချိန်မရှိတာမဟုတ်ဘူးเนาะကျွန်တော်တို့အချိန်ကိုစနစ်တကျအသုံးမချတတ်တာပေါ့နော်ကျွန်တော်တို့ time management ကိုကောင်းကောင်းမလုပ်တတ်တာပေါ့နော်ဒါအချိန်တကယ်မရှိတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်ဗျာလူတိုင်းမှာပေါ့နော်ဘလောက်ပဲနာမည်ကြီးတဲ့သူဖြစ်ပါစေဘလောက်ပြီးအောင်မြင်ကြိုးကြားတဲ့သူဖြစ်ပါစေတနေ့ကို24နာရီထက်ပိုပြီးတော့ဘယ်သူမှအချိန်ပိုမရကြဘူးရုပ်ရှင်မင်းသားနေတိုးဟာလည်း24နာရီပဲအချိန်ရတယ်တနေ့ကိုကျွန်တော်လည်းတနေ့ကို24နာရီပဲအချိန်ရတယ်ဘယ်သူမှပိုမရဘူးဒါပေမဲ့အချိန်ကိုအသုံးချတဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်တယောက်နဲ့တယောက်အောင်မြင်မှုတွေသူ့ရဲ့လုပ်ရည်ကံရည်အစွမ်းအစရည်မှန်းချက်ပန်းနိုင်စသည်အဖြစ်တော့ရှိတာပေါ့လေဒါပေမဲ့ကျွန်တော်တို့ရေပူရအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့အချိန်ကိုအသုံးချတတ်ဖို့ time management ကိုကောင်းကောင်းလုပ်တတ်ဖို့ပေါ့နော်ဒါအရင်အရေးကြီးပါတယ်ဘယ်သူပဲဖြစ်ပေါ့နော်ဒါကိုကောင်းကောင်းလုပ်တတ်အောင်ကျွန်တော်တို့လေ့ကျင့်ထားဖို့လိုပါတယ်ဗျ